ကျမစီဗုဒ္ဓတသမီအားလုံးမင်္ဂလာပါနော်ကျမစီဗုဒ္ဓတသမီတွေကိုဒီတစ်ပတ်ကလာမှာတွေ့ကြမယ်ကံကြမ္မာအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရန်လေးတွေကိုလည်းပြပြပေးတော့မှာဖြစ်ပါတယ်ဗုဒ္ဓတသမီတွေအတွက်ကြောက်ရောက်လာတဲ့ကက်နမစ်ကလေးကတော့ဧကရီဆိုတဲ့ကက်နမစ်ကလေးပဲဖြစ်ပါတယ်ကက်နမစ်ကလေးကဗုဒ္ဓတသမီတွေကဒီကာလလေးထဲမှာပေါ့နော်မမီကအလုံးမှာပေါ့နော်အနေငယ်အခက်အခဲလေးတွေတွေ့ကြုံရတာမျိုးလေးတွေလက်ရှိအလုပ်ကနေပြီးတော့ပေါ့နော်တခြားအလုပ်တစ်ခုခုမိမိကပြောင်းရတာမျိုးလေးတွေရွှေ့ရတာမျိုးလေးတွေဒါမှမဟုတ်ရင်ပေါ့နော်အလုပ်ပြောင်းမှုကိစ္စတွေကအကြောင်းရင်းတစ်ခုမှတစ်ခုပေါ်လာတာမျိုးလေးတွေဒါမျိုးလေးတွေတွေ့ကြုံရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာပေါ့နော်အလုပ်မှာမိမိထက်အကြီးအကဲတွေယာရုကြီးတဲ့သူတွေသူတို့တွေနဲ့မိမိနဲ့အဆင်မပြေဖြစ်တာမျိုးလေးတွေပြဿနာတစုံတရာတက်တာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်သူတို့တွေညှို့ညင်တာကိုလည်းခံစားရတတ်တယ်ဒါကြောင့်သတိထားတဲ့နဲ့ဗုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကငွေရေးကြေးနဲ့ပတ်သက်ရင်မမျှော်လင့်ထားပဲနဲ့ပေါ့နော်မိမိကအကျွေးတင်တာမျိုးလေးတွေမျှော်လင့်မထားပဲနဲ့ငွေကြေးကြောင့်မိမိကစိတ်ပူရတာလေးတွေတောကဖြစ်ရတာလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဗုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကပညာရေးနဲ့ပတ်သက်ပြီးရင်မိမိကပညာရေးအသစ်တစ်ခုခုသင်ကြားရတာမျိုးလေးတွေပညာရေးနဲ့ပတ်သက်ပြီးမိမိကကံကောင်းနေတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတယ်ပညာရေးအသစ်တစ်ခုခုမိမိရရှိတတ်တယ်တက်မြောက်တတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်တကူဩဇာအာဏာကြီးမားလာတာမျိုးလေးတွေမိမိကဖုံးတကူဒီကာလလေးထဲမှာမြင့်မားလာတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကစက်ပစ္စည်းနဲ့ပတ်သက်ပြီးရင်စက်ပစ္စည်းတစ်ခုမဟုတ်တစ်ခုထွက်တတ်တယ်မိမိကစက်ပစ္စည်းပြတ်တာတွေပျောက်တာတွေဒါမှမဟုတ်တခိုးခိုးခံရတာတွေဒါမျိုးလေးဖြစ်တတ်တယ်ဒါကြောင့်သတိထားတဲ့နဲ့ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ရင်ချစ်သူအိမ်အောင်ဘက်နဲ့မိမိနဲ့အဆင်ပြေနေတာမျိုးလေးတွေသူရှိရပေါ့နော်ဂရုစိုက်တာတွေကူညီတာတွေအကူအညီတွေရရှိတာတွေဒါမျိုးလေးနဲ့လည်းတွေ့ကြုံရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးရင်ချောင်းဆိုးတာတို့ရင်ကျက်တာတို့ဝမ်းပိုက်ပိုင်းနဲ့ပတ်သက်ပြီးရင်မကြခဏဆိုသလိုပေါ့နော်လေအောင်တာတို့ဝမ်းပိုက်ပိုင်းနဲ့ပတ်သက်ပြီးရင်အစာမကြေဖြစ်တာတို့ဒီလိုမျိုးလေးတွေမအီမတာလေးတွေခဏဖြစ်တတ်တဲ့အတွက်ကြောင့်သတိထားတဲ့နဲ့ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမြတ်စွာဘုရားကိုရိုမြစ်ကြီးကိုအောင်လန်းငါးလက်စက္ကလူတန်းချင်းဖြစ်မိမိရဲ့ကံဉာဏ်ခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့အနီရောင်အပြာရောင်တို့ကလက်ကီကလာလေးပဲဖြစ်ပါတယ်တစ်ကနန်း6ကနန်း9ကနန်းနေရတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်ကြီးကျမ်းမို့ပါနောက်ဗီဒီယိုလေးကျမပြန်ဆောင်မယ်နော်ကျမစီဗုဒ္ဓသားသမီးတွေလည်းကိုစိတ်နှပြကျမ်းမာချမ်းသာလို့စီးပွားဥစ္စာများဒီရေလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေလို့ကျမဒီကနေပြီးမြတ်တာပြုဆုတောင်းပေးလိုက်ပါရနော်